ဘပြည်သူများအလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဗီဒီယိုကလစ်လေးကိုတင်ရတဲ့အကြောင်းကတော့နှစ်ချက်ရှိပါတယ်ကျွန်တော်မြန်မာနိုင်ငံကိုစားပြုတဲ့ ICT တရားရင်ဆိုင်ရေးဖွဲ့တဲ့ပတ်သက်ပြီးတော့မှဘုံမှန်တဲ့ကောလာဟလတွေတင်းနေထွက်နေတာရှိပါတယ်ကျွန်တော်ဒီရက်မျိုးကိုဖွဲ့ပြီးဖွဲ့ရမယ်တော့မှဖန်ဆီးပေးထားလို့ဒီနေ့ဖြစ်ပါတယ်ဒီလိုဒီမှာတွေလုပ်ကြတယ်ဒီဘုံမှန်တဲ့အကြောင်းကျွန်တော်တို့ဘယ်လိုကျမ်းမာစွာနဲ့နိုင်ငံကပြည်ရဲ့ရှေ့လမ်းစစ်လက်နာမှာတာဝန်ကျေပွန်စွာထမ်းဆောင်ရရှိကြောင်းဒီကပြည်သူတွေကိုအမြဲဆုံးပြပြချင်တာဖြစ်ပါတယ်ဒုတိယချက်ကတော့ကျွန်တော်ဘာကြောင့်ဒီနေ့ဒီနေရာ ICT တရားရှိရာနယ်သာလန်နိုင်ငံတဟိတ်မြို့ကိုရောက်နေရတယ်ဆိုတဲ့အချက်ကိုပြပြချင်ပါတယ်အားလုံးသိကြတဲ့အတိုင်းပဲကျွန်တော်မြန်မာနိုင်ငံမှာ2016နဲ့2019ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ခိုင်ပြည်နယ်မြောက်ပိုင်းအရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဒီမျိုးသုံးစိတ်မှုဆိုတဲ့ဂျနိုဆိုက်ကျူးလွန်ခဲ့တဲ့အာဖရိကနိုင်ငံအာဖရိကတိုက်ရဲ့ဆွန်ဖလာနိုင်ငံတွေဒီကနေပြီးတော့ဒီဆိုင်ရာတရားရုံး ICJ မှာဥပ္ပင်ပြီးတော့မှဆွဲဆိုထားတဲ့ဒေသပုံလို့ရုံးတော်ရှိမှာအပြန်လှန်နှုတ်နဲ့ရှောက်လဲကြဖို့ရောက်ရှိနေတာဖြစ်ပါတယ်။ဒီလိုပဲကျွန်တော်တို့တရားရင်ဆိုင်နေတဲ့ဟိတ်မျိုးမှာမြင်နေရတဲ့အတိုင်းမနေ့၈နာရီရောက်နေတာတော့မှပဲမှောင်နေစေဖြစ်ပြီးတော့ဒီချိန်ကလည်းပဲဒီဘက်မှအောင်မှပြေးနေတာဖြစ်ပါတယ်။ဒီဝိလံဆိုတဲ့မျိုးတော့မပါတာစီရားတွေဒီရနဲ့သူနဲ့တက်ခိုက်ရင်လာပြီးရင်ဆိုင်ပြီးတော့ကျွန်တော်ကနိုင်ငံစစ်စိတ်နဲ့နေရောညပါအလုပ်လုပ်နေကြတာဖြစ်ပါတယ်။ကျွန်တော်တို့ဆိုတဲ့နေရာမှာမြန်မာနိုင်ငံနေလာတဲ့ ICT လုပ်ငန်းအဖွဲ့ပြီးတော့နောက် Brussels မှာခြေစိုက်တဲ့မြန်မာတန်ရုံးတော့နိုင်ငံတကာအရှိမီအဖွဲ့တွေပါတက်တဲ့จุดကနေပူးပေါင်းပြီးတော့ဆောင်ရွက်နေကြတာဖြစ်ပါတယ်။ဒီအတွက်လည်းပဲကျွန်တော်ရဲ့လုပ်ဖော်ကိုင်တဲ့ရဲဘော်ရဲဘက်တွေကိုကျေးဇူးတင်ရပါတယ်။ဒီနေ့ဆိုလို့ရှိရင်တော့တရားရုံးမှာအမှုစစ်ဆေးတဲ့ပထမဆုံးနေ့ဖြစ်ပြီးတော့တန်ဘီယာဘက်ကဆိုတာရှောက်တဲ့နေရာမှာဖြစ်ပါတယ်။ပြီးရင်တော့လာမယ့်16ရက်နေ့ကစပြီးတော့ကျွန်တော်ဘက်ကပြည်ထောင်စုပါရှောက်လို့တော့မှာဖြစ်ပါတယ်။နောက်ပိုင်းမှာလည်းပဲနှစ်ဖက်တပ်တွေကိုရန်ရုံးရှိမှာတင်သွင်းပြီးတော့မှစစ်ဆေးတော့ရှိပါတယ်။ဒီကလာရှောက်လုံးမှာဒီနဲ့ပတ်သက်လို့ဖြစ်ထွန်းပေါ်ပေါက်မှုတွေကိုဒီကပြည်သူတွေပြီးခွင့်ရအောင်ကျွန်တော်တို့ပြောခွင့်ရသမျှခါအားလျော်စွာအချင်းချုပ်ပြီးတော့မှဆက်လက်တင်ပြသွားမှာဖြစ်ကြောင်းအသိပေးရပါတယ်ခင်ဗျာကျွန်တော်ဒီမှုကိုရင်ဆိုင်ရမှာအစကတည်းကတက်တောင်တက်တာနဲ့အင်ဂျင်နီယာရင်ဆိုင်ရတာဟုတ်ပါဘူး။ကျွန်တော်တို့ဒီစကူတယောက်ပါပြီးနဲ့ရင်ဆိုင်ရတဲ့ဈားတွေကနိုင်ငံတကာစစ်တီဖွဲ့တွေနဲ့တကယ်ဆက်သွယ်ပြီးတော့မှဆောင်ရွက်ခဲ့ရတာဖြစ်ပါတယ်။နောက်ပိုင်းမှာလည်းပဲရခိုင်ပြည်နယ်မြောက်ပိုင်းမှာဒီမှုတွေနဲ့ရင်ဆိုင်ရရတယ်လို့ပဲ2023နှစ်မှာဖြစ်ပွားခဲ့တဲ့ဆိုင်ကလုန်းမိုခါကြောင့်မို့လို့ပဲဒီဒေသမှာတော်လေးထိခိုက်ခံစားရတာဖြစ်ပါတယ်။အဲဒီကနောက်ပိုင်းမှာဆိုလို့ရှိရင်လည်းအစိုးရအဖွဲ့ရုံးဆိုင်တဲ့နေရာဖြစ်တဲ့နေပြည်တော်မှာဒီကြီးမှုတွေအရင်ဘေးနိုင်ကြီးတွေခံစားရတာအားလုံးဖြစ်ပါတယ်။မလင်းကြီးဖြစ်တဲ့ချိန်တုန်းကကျွန်တော်ကစီဒီလုံးကဘယ်လိုမှစီဒီလုံးနေကြတာဖြစ်ပါတယ်။စီဒီလုံးရဲ့အချိန်မှာပဲခမောဘဝမြင့်တဲ့ကြည့်ပြုတ်ကြလာတဲ့အချိန်တွေနဲ့ကြုံတွေ့ခဲ့ရပါတယ်။ကျွန်တော်ကိုယ်တိုင်တောင်မှပဲကျွန်တော်နောက်ဖက်နေရန်ကကွန်ကရစ်တုံးကြီးပြုတ်ကြလာတာကံကောင်းလို့အသက်ဘေးကနေပြီးတော့မှဒီလေးလွတ်ခဲ့ရတာဖြစ်ပါတယ်ဒီလိုအခက်အခဲအကျက်တဲ့အမျိုးမျိုးတွေကြားရရပဲကျွန်တော်တို့တစ်ဖွဲ့လုံးဟာစီစီလုံးလုံးညီညီညွတ်ညွတ်နဲ့ကြိုးစားခဲ့ကြခြင်းဖြစ်ပါတယ်အခုလိုမာပြည်သူတရားလုံးရဲ့တောင်းတောင်းပြပြထောက်ခံအားပေးမှုကိုလည်းပဲကျွန်တော်တို့တစ်ဖွဲ့လုံးကအထူးတန်ဖိုးထားပြီးတော့မှကျေးဇူးတင်ကြပါကြောင်းနဲ့တော့တစ်ဖွဲ့လုံးကဒီစွမ်းညံဆုံးဖြစ်တဲ့နိုင်ငံနဲ့ပြည်သူကိုကြိုးစားပြီးတော့မှကာကွယ်သွားပါမယ်ဆိုတဲ့အကြောင်းကိုလည်းပဲနောက်ဆုံးနေ့အားလုံးကိုရှင်းပြအောင်ဒီပါစီနီးပြပြီးတော့ကျမ်းမာ